ဟုတ်နောက်ဆုံးဒီနေရာလေးကိုရောက်လာပြီရောက်လာပြီဆိုဒီချမ်းတော့ပန်းပွင့်ရဲ့နောက်ဆုံးပေါင်မှာကဒီတို့တစ်ချက်ပြီးရင်ဒီ3ပေါင်မှာ2ချက်စီ6ချက်ဒီနေတော့လေး6ပြီးသွားလို့ရှိရင်ဒီနောက်ဆုံးနေရာမှာကြာတော့သူကဒီနေရာမှာဖုန်မီတစ်ချက်နဲ့ဒီမကြိတ်ချိတ်ခဲ့တဲ့နေရာမှာဖုန်မီတစ်ချက်ထိုးပြီးတော့ဆက်တက်လိုက်ပါမယ်အဲဆိုရင်ဒီမှာပန်းကုန်းနှစ်တန်းပြီးသွားပါပြီပန်းနှစ်တန်းပြီးပါပြီပန်းနှစ်တန်းပြီးသွားလို့ရှိရင်တို့ရဲ့ကိုယ်တိုင်းရပါတော့နော်ကိုယ်တိုင်းရပန်းကုန်း3ကုန်းဆက်ရမှာ3ကုန်းဆက်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်တစ်ပွင့်ကိုချိတ်ဖို့ဒီလိုမျိုးနော်ချိတ်တဲ့အကြားတွေကဒီတန်းလေးဆက်ထိုးရပါမယ်ဒီတန်းလေးထိုးရပါမယ်နော်ဒီတန်းလေးထိုးရမယ်တူတူပဲအားလုံးတူတူပဲဒါပေမဲ့ခုဟာဒီဟာကအောက်အကထိုးခဲ့တော့ကသူကပန်းပွင့်အပြည့်ပေါ်ကနေစပြီးတက်ရတာဖြစ်ပြီးတော့အခုကတော့ပန်းပွင့်တဝက်ကနေစပြီးတက်ရမှာအဲ့ခါကျတော့ဘယ်နာကနေစကြည့်ရမလဲဒီတဝက်နေရာကနေစကြည့်တဲ့ပုံစံနဲ့ကြည့်ရမှာဒီလိုမျိုးကြည့်ရမှာနော်ဒီလိုလေးကြည့်ပြီးထိုးသွားမှာနော်အထိတ်ဆုံးဒီနေရာလေးမှာအခုရှိနေတဲ့နေရာလေးမှာအဲဆိုတိုင်ရှည်လေး2တိုင်ထိုးမယ်ထိုးပြီးသွားလို့ရှိရင်ပုံမှန်အတိုင်းပဲခုမီနှစ်ခုချပုံမင်းနှစ်ခုချပြီးတော့ဒီအနှိမ့်အမြင့်မှာမူတည်ပြီးတော့2ရက်တင်တိုက်ရှည်3ရက်တင်တိုက်ရှည်3ရက်တင်တိုက်ရှည်2ရက်တင်တိုက်ရှည်1ရက်တင်တိုက်ရှည်အဲ့လိုမျိုးပဲဆက်ပြီးထိုးသွားရမှာเนาะနည်းနည်းလေးစားပြီးထိုးပြပေးမယ်တူတူပဲကျန်တာတော့ဆက်ပြီးထိုးမယ်เนาะအခုပထမဆုံးစားပြီးထိုးပြပေးမယ်ထိုးပြပေးမှာကအပေါ်ကိုအရင်ဆုံးထိတ်ဖြစ်နေတဲ့အကြောင်းမို့သူ့ကိုပုံမီ3ချက်နဲ့တက်မယ်ဆိုတော့ရိုးရိုးတိုက်ရှည်နေရဆိုတော့ပုံမီ3ချက်နဲ့တက်မယ်သူကဒီနေရာလေးကိုမချိတ်ပြီးမှတ်ခဲ့မယ်ပြီးသွားလို့ရှိရင်သူ့ဘေးမှာရှိတဲ့ဒီအပေါက်ကိုလည်းပဲတိုက်ရှည်တဲ့တိုင်းနဲ့ပဲစပြလိုက်မယ်နော်ပြီးသွားတဲ့အခါ sorry အပေါက်ကိုမဟုတ်ဘူးတိုင်တူထိပ်ပေါ်မှာတက်ရမှာ sorry ပါဒါပထမဦးဆုံးတိုင်တူပထမဦးဆုံးအပေါက်ပြီးသွားလို့ရှိရင်ဒီဒုတိယပေါက်မှာเนาะဒုတိယပေါက်မှာတိုင်ရှိတဲ့တိုင်းစားပြီးတော့ဆွဲမယ်ဒီနေရာဒီအခုဆက်လိုက်တဲ့နေရာကဒီနေရာဖြစ်မှာเนาะဒီနေရာရောက်သွားပြီဆိုရင်ဖုန်မီ2ချက်ထိုးမယ်ဖုန်မီ2ချက်ထိုးမယ်မြင်အောင်လို့ပုံမှန်ပြတာเนาะဒါတပန်းမွင့်ရဲ့တစ်ချမ်းနေရာနဲ့စတာဆိုတော့ဒီနေရာရောက်နေတယ်လို့ပြောချင်တာเนาะအဲ့တော့တိုက်ရှိ2ချက်ထိုးပြီးသွားလို့ရှိရင်2ရက်တင်တိုက်ရှိ2ခုချ2ရက်တင်တိုက်ရှိ2ချိန်ပါเนาะအဲ့ဆိုရင်2ရက်တင်တိုက်ရှိနဲ့2ခုချမယ်ဒီ2ခုချ1နဲ့2ခုချဒီနေရာမှာ2ရက်တင်တိုက်ရှိပြီးရင်ဖုန်မီ2ခုချ3ရက်တင်တိုက်ရှိ1 2 3နှစ်ပေါက်ချဒီနေရာမှာပေါ့နော်3ရက်တင်တိုက်ရှိ1 2 3ရက်တင်တိုက်ရှိဒါဒီလိုပုံစံစပြီးဖြစ်ပြီးအဲဆိုပြီးရင်ဖုန်မီ2ချက်ချအဲ့ဒီတပွင့်စာပြီးသွားပြီဒီတချမ်းစာပြီးသွားပြီနောက်တပွင့်ကူးမယ်ဆိုရင်အဲ့တပွင့်နဲ့ခြားရမှာဒီအလဲကဖုန်မီ3ချက်ကိုကြော်ခဲ့ပြီးတော့မှဒီနေရာမှာစပြီးတော့ဖုန်မီ3ချက်ကိုတိုက်ရှိ3ရက်တဲ့တိုက်ရှိကိုစပြီးဆွဲမယ်နော်အဲ့ဒါဒီအပေါ်မှာကဖုန်မီ2ချက်ခြားပြီးသွားပြီဆိုရင်3ရက်တင်တိုက်ရှိစမယ်3ရက်တင်ဒီ3ပေါက်ကိုခြားခဲ့ကြော်ခဲ့ပြီးဒီ4ခုမြောက်ပေါက်မှာစပြီးတော့3ရက်တင်တိုက်ရှိစဆွဲမယ်1 2 3နော်ပြောရလို့ရှိရင်ဖုန်မီ2ချက်ချ2ရက်တင်တိုက်ရှိကို2ပေါက်ကျော်1 2 3ဒီနေရာမှာစပြီးတော့ထိုးမယ်
ချက်ချတရစ်တင်တိုက်ရှိကိုစပြီးတော့ပုံမင်း2ချက်ပေါင်း2ချက်ချပြီးတော့ဒီနေရာမှာတိုက်ရှိစပြီးဆိုရမယ်ထိတ်ဆုံးရဲ့တိုက်ရှိသည်အလယ်မှာ2ချက်ချပြီးပြီမဲ့အောက်က1ချက်ပဲချရနော်ပေါ်မှာ2ချက်ချပြီးမယ်အောက်က1ချက်ပဲချတော့ဒီအလဲတစ်ပေါက်ပဲချမယ်ဒီနေရာမှာဆွဲမယ်နောက်ထပ်တိုင်းရှိတစ်ပေါက်ပြီးရင်ပုံမီ2ချက်ချဒါဆို1ရက်တင်ပြီးသွားရင်2ရက်တင်နော်2ရက်တင်2ပေါက်ချ1နဲ့2ပေါက်ချဒီမှာ2ရက်တင်တိုင်းရှိ1ပြီးတော့ရင်ပုံမင်း2ချက်ချ3ရက်တင်တိုက်ရှိ1နဲ့2ခုချပြီးဒီမှာ3ရက်တင်တိုက်ရှိ1နဲ့နော်3ရက်တင်တိုက်ရှိ3ရက်တိုက်ရှိပြီးပုံမင်း2ချက်ချတပွင့်ပြီးနောက်တပွင့်စားသွားမယ်နောက်တပွင့်စားလဲပုံမင်း3ချက်တိုက်ရှိ3ရက်တင်တိုက်ရှိသွားမယ်ပုံမင်းရ1 2 3နောက်မှာဒီ3ခုချပြီးဒီ4ခုမြောက်ကနေစပြီးတော့3ရက်တင်တိုက်ရှိပြန်စားထိုးမယ်နော်အဲ့ဒီတိုင်းလေးပဲဆက်ပြီးထိုးသွားပြီပါနားမလည်ရင်ပထမတစ်ခေါက်ဒီတိုင်တက်တာကိုပြထားပေးတဲ့ဗီဒီယိုလေးရှိပါတယ်အဲ့ဒီမှာပြန်ကြည့်ရရပါတယ်နော်ဒီပုံစံအတိုင်းလေးပဲအဆုံးထိထိုးလာခဲ့ပေးပါ